အားလုံးပဲမင်္ဂလာပါရှင်အခုကလေဒီဘာမြောက်ဘူးလဲဆိုလေးငုံငါးငုံချင်းကြီးလေးကိုမြောက်ပေးမှာဖြစ်ပါတယ်ရှင်လက်ကြည့်ရအောင်နော်ပြန်တော့ညီမနောက်အရင်ဗီဒီယိုလည်းအများကြီးတင်ထားပြီပေါ့နော်လေးငုံချင်းကြီးနဲ့ငါးငုံချင်းကြီးဘယ်လိုပြန်ချင်းရလဲဆိုတော့ညီမခဏမေးကြပါပေါ့နော်တင်ပြီးတော့ဗီဒီယိုလည်းရှိရဲဒါပေမဲ့မတိနားမလဲသေးတဲ့ညီကောင်မတို့ကတော့ထပ်ပြီးရှင်းပြခြင်းဖြစ်ပါတယ်အခုဆင်ထားတဲ့ဟာကငါးငုံပါအခုဒီမှာလေးငုံကိုချင်းပြမယ်လေးငုံဆိုတာငုံလေးငုံလေးပါတယ်နော်အဲ့လေးငုံကိုချင်းပြမှာဖြစ်ပါတယ်ဘယ်ကျိုးကိုဖြတ်ရမလဲဆိုတော့ညီမပြပေးမှာဖြစ်ပါတယ်ရှင်စက်သက်ကွိုင်ကျိုးနက်နီကျိုးလေးအားနေတော့လို့ဖြစ်တယ်နော်ဒီပါစာကျိုးဒီနက်နီကျိုးတို့အားနေတော့တဲ့ခါကြလို့ရှိရင်ညီမတို့လေးငုတ်ချိန်တာဖြစ်တယ်ဒီနက်နီကျိုးကိုဖြတ်ပြီးမှပဲလေးငုတ်ချိန်မှာဖြစ်တယ်ပေါ့နော်ဒီနက်နီကျိုးမဖြတ်ဘဲနဲ့လေးငုတ်ချိန်လို့မရအောင်နော်တကယ်လို့အဲ့တော့မိတို့ကောင်းမကောင်းဘလို့ကြည့်ရမလဲဆိုလို့ရှိရင်ညီမတစ်ချက်ပြပေးမယ်ကွိုင်တို့ကောင်းမကောင်းစစ်မယ်ဆိုလို့ရှိရင်ဒီနက်နီကျိုးလေးကိုပဲဖြတ်လိုက်ပေါ့နော်နက်နီကျိုးလေးကိုဖြတ်လိုက်ဖြတ်ပြီးတော့မှညီမတို့ကဒီနက်နီကျိုးလေးကိုနည်းနည်းလေးအစလေးထုတ်ပေးမယ်ပြန်ပြီးလဲပူရမယ်ဆိုတော့နော်ဒီလိုလေးထုတ်လိုက်ကွိုင်တို့ကတကယ်လို့အားနည်းနေတယ်ဆိုလို့ရှိရင်ဒီနက်နီကျိုးလေးကိုယူပြီးတော့မှဆက်နိုးပြီးတော့မှဖရင်ကိုမိခတ်ကြည့်မယ်နော်ဖရင်ကိုမိခတ်ကြည့်လိုက်ဖရင်ကိုမိခတ်ကြည့်လိုက်လို့မိရထွက်တစ်ချက်မထွက်တစ်ချက်ဖြစ်နေဆိုရင်ဒါလေးငုတ်ချင်းရတော့မှာပေါ့နော်ကွိုင်တို့အားနည်းတော့တာပေါ့စက်တက်ကွိုင်ကျိုးအားနည်းသွားတာဆက်နိုးထုတ်ကျိုးအားနည်းသွားတာပေါ့နော်ဆက်နိုးထုတ်ကျိုးကအားနည်းသွားလို့ရှိရင်ညီမတို့ကလေးငုတ်ချင်းလို့ရရနော်မိရလုံးဝတစ်စက်မှမထွက်တော့ဘူးဆိုလို့ရှိရင်တော့ညီမတို့ကွိုင်ထုတ်လဲတာပို့ပြီးတော့အဆင်ပြေပါတယ်နော်အဲဆိုတော့ညီမတို့ဒီငါးငုတ်ကနေမှလေးငုတ်ကိုချင်းကြီးလေးညီမမြောက်ပေးမယ်နော်ဒီကကျိုးကဘယ်ကလာတာလဲဆိုလို့ရှိရင်ဒီအောက်ကနေတက်လာတဲ့ကျိုးပေါ့နော်ဒီအောက်ကနေဆက်တက်ကွိုင်ကျိုးကဒီကွိုင်တုတ်ကနေတက်လာတဲ့ကျိုးဒီကျိုးလေးကကြတော့ဒီကျိုးလေးကနော်ဒီကျိုးလေးကအဲ့လိုလေးချမယ်ဒါဆိုလို့ရှိရင်ဒီကောင်ကိုကြတော့ညီမတို့ဖြတ်ပြီးသွားရင်နော်ဖြတ်ပြီးသွားပြီဒါကအရင်ဆက်တဲ့လူကအယောင်မတူဘဲနဲ့ဆက်ထားလို့ပေါ့နော်အယောင်မတူဘဲနဲ့ဆက်ထားလို့ပါအဲ့ဆိုညီတော့ဒီဥစ္စာကိုဖြတ်လိုက်ပြီလေးငုတ်ချင်းမယ်ဆိုရင်ဒီနက်နီကျိုးလေးကိုဖြတ်ချလိုက်ဖြတ်ပြီးမှဒီကောင်လေးကိုတိတ်ပတ်ထားလို့လည်းရတယ်ဆော့ကတ်မှာပြန်တွင်းမယ်ဆိုလို့ရှိရင်လည်းရတယ်ဒါပေမဲ့ညီမတို့ဆော့ကတ်မှာတွင်းနေဆိုတော့တခြားနေရာပေါ့နော်လုံးဝမချိတ်ဆက်မိတဲ့နေရာမှာတွဲထားလို့ရတယ်ဒါကတော့ဒီကောင်အောက်ကနေတက်လာတဲ့ကွိုင်တုတ်ကနေတက်လာတဲ့နက်နီကျိုးကိုဖြတ်ပြီးမှတိတ်လေးပတ်ထားမယ်ဘယ်မှာသွားပြီးတော့ချက်မလဲဆိုရင်ဒီဆော့ကတ်ကလာတဲ့နက်နီကျိုးပေါ့နော်ဒီဆော့ကတ်ကလာတဲ့နက်နီကျိုးကိုညီမတို့တော့ကျိုးအနက်ရောင်ပဲဖြစ်ဖြစ်စီကနယ်ကျိုးမှာပါတဲ့အနက်ရောင်ပဲဖြစ်ဖြစ်အနက်ရောင်ပဲနေရာမှာဆိုညီမတို့တော့ချိတ်ဆက်လို့ရတယ်ပေါ့နော်တော့ချိတ်ဆက်လို့ရတယ်အဲဆိုလို့ရှိရင်လေးငုတ်ချိန်လို့ရတယ်ပေါ့နော်ဒါဆက်နေလေးညီမမြောက်ပြီးမှဖြစ်ပါတယ်လေးငုတ်ကိုချိန်မယ်ဆိုလို့ရှိရင်လေးငုတ်ချိန်မယ်ဆိုရင်ဒီ CDI ကလာတဲ့ socket မှာတတ်ထားတဲ့ဂျိုးကိုပဲဒီနက်နီအနက်ဂျိုးပဲဂျိုးမဆိုတွဲမှာဖြစ်ပါတယ်နော်ဒီအောက်ကကွိုင်ထုတ်ကတက်လာတဲ့နက်နီဂျိုးကြတော့ဖြတ်ချထားမှာဖြစ်ပါတယ်နော်ဒါဆိုရင်တို့ကဒီနှစ်ခုကိုဆက်လိုက်မယ်ပြီးရင်ဝါယာတိတ်ပတ်မယ်ဝါယာတိတ်ကိုတေချာပတ်မယ်နော်ဝါတိတ်တေချာပတ်ပြီးတော့ညီမတို့ကလေးငုတ်ချိန်လိုက်မှာဖြစ်တယ်ပေါ့နော်ဒီကောင်ငါးငုတ်ချိန်ထားတယ်ဆိုလို့ရှိရင်ဒါလေးငုတ်ချိန်လိုက်မှာဖြစ်တယ်ဒီကောင်ကလေးငုတ်ပေါ့နော်လေးငုတ်လေးပါတယ်အဲဆိုတော့ညီမတို့ကဒါလေးကိုချိန်လိုက်မှာဖြစ်တယ်ဒါနမူနာပြနော်ဒီကောင်မှာဝါယာတိတ်ပတ်မယ်ဒီမှာဝါယာတိတ်တွေပတ်မယ်ဖြတ်ချထားတဲ့ညာဝါယာတိတ်ပတ်မယ်ဒါဆိုရင်လေးငုတ်ချိန်လို့ပြီးပြီစက်တက်ကွိုင်ကျိုးအားနေပြီဆိုရင်တော့ပလက်မှာသွားပြီးတော့မီးကရိုက်တာထွက်တစ်ချက်မထွက်တစ်ချက်ဖြစ်မယ်အားနေမယ်အားနေတဲ့ခါကြလို့ရှိရင်စတက်ဆွဲတဲ့ခါကြရင်စတက်ကြောရှည်တယ်ဒါကြောင့်မလို့ညီမတို့ကလေးငုတ်ချိန်လိုက်လို့ရှိရင်တော့ပလက်မှာသွားပြီးမှမီးကထွက်အားကောင်းမယ်ပေါ့နော်ထွက်အားကောင်းတဲ့ခါကြရင်စတက်ကထိနိုးဖြစ်တယ်ပေါ့နော်ထိနိုးဖြစ်တယ်အဲဆိုလို့ရှိရင်ညီမတို့ကအဓိကကတော့ညီမတို့ဒီဆက်နိုးထုတ်ကြိုးဒီဆက်နိုးထုတ်ကြိုးကအားရှိနေတယ်ဆိုလို့ရှိရင်ညီမတို့ကငါးငုတ်ပဲထားရမယ်အားရှိနေတယ်ဆိုရင်ကျိုးလဲချင်းဆံမလို့သူ့ကျိုးနဲ့သူပြန်တက်မယ်ငါးငုတ်ကိုပြန်ချင်းမယ်ပေါ့နော်အခုဒါညီမလေးငုတ်ချင်းကြီးလေးတော့မြောက်ပြီးသွားပြီဒီ socket ကလာတဲ့ကျိုးကိုပဲကျိုးအတူပဲနော်ဒီအနက်ကျိုးဘယ်နေရာမဆိုစီကနယ်ကျိုးမှာပဲဖြစ်ဖြစ်တော့ကျိုးမှာပဲဖြစ်ဖြစ်အနက်ကျိုးဘယ်နေရာအောင်မဆိုနက်နီကျိုးလေးကသွားပြီးမှချိတ်ဆက်လို့ရပါတယ်နော်ဒါဆိုလို့ရှိရင်ဒါလေးငုတ်ချင်းကြီးလေးမြောက်ဝေးတာပေါ့နော်အခုကဘာပြန်မြောက်ဝေးမလဲဆိုလို့ရှိရင်ဒီလေးငုတ်ကိုငါးငုတ်ပြန်ချိတ်မယ်ငါးငုတ်ပြန်ချိတ်မယ်ဆိုရင်ဒီကောင်လေးငုတ်ကိုပြန်ဖြုတ်လိုက်မယ်နော်ငါးငုတ်ပြန်စင်မယ်ကွိုင်ထုတ်အစ်စ်လဲပြီးသွားပြီဆိုလို့ရှိရင်ကွိုင်ထုတ်အားကောင်းသွားပြီအစ်စ်လဲပြီးသွားပြီဆိုရင်တော့ငါးငုတ်ကိုပြန်တက်မယ်ခုနဖြတ်ချထားတဲ့ဒီနက်နီကျိုးလေးနဲ့ပြန်ပြီးတော့ချိတ်ဆက်လိုက်မယ်ပေါ့နော်ဒီကောင်နဲ့ချိတ်ဆက်လိုက်မယ်ချိတ်ဆက်လိုက်ပြီဆိုလို့ရှိရင်ဒါဝါယာတိတ်ပတ်ပြီးသွားရင်ဒါငါးငုတ်ချင်းပြီပေါ့နော်ကွိုင်ထုတ်အားကောင်းလို့ရှိရင်ကွိုင်ထုတ်အစ်စ်ဆိုရင်ငါးငုတ်ပါ
ကွိုင်တို့ကအားနေတယ်ဆက်သက်ကွိုင်ကျိုးအောက်ကလာတဲ့နက်ကွိုင်တို့ကနေလာတဲ့နက်နီကျိုးကအားနေတယ်မီးထွက်တစ်ချက်မထွက်တစ်ချက်ဖြစ်တယ်ဆိုလို့ရှိရင်ညီမတို့က၄ငုတ်ချင်းပြီးမှပလက်မီးထွက်အားကောင်းအောင်မီးထွက်အားကောင်းပြီဆိုလို့ရှိရင်တော့ညီမတို့ကဒီ stats တွေဆွဲရတာအဆင်ပြေမယ်ပြီးရင်တစ်ချက်နိုးနေရတယ်ပေါ့နော်ဒါမျိုးလေးတွေမျှဝေတာဖြစ်ပါတယ်ဒါ၄ငုတ်၅ငုတ်ချင်းလေးမျှဝေပေးခြင်းဖြစ်ပါတယ်ဒါနမူနာပြတာဒီနေရာတွေမှာဝါတိတ်တခြားပတ်မယ်ဒီဝါယာကျိုးတွေပေါက်နေလားအစင်မပြေဘူးလားတေချာကြည့်မယ်ပြီးရင် ground ကျိုးလွတ်လားမလွတ်လားတစ်ချက်ကြည့်မယ် ground ကျိုးလွတ်နေဆိုလို့ရှိရင်လည်းတေချာလိုက်စစ်ပြီးမှဝါယာတိတ်လေးတေချာပတ်ပေးပါနော်ကျေးဇူးများတင်ပါတယ်ရှင်